လို့လို့ချင်းပိတ်သက်ကြီးမင်္ဂလာပါရှင်ကျွန်မကတော့အေတီပါနော်ကျွန်မကလို့လို့ချင်းကျမရဲ့ platform ရဲ့ co-founder တယောက်ပါဒီနေ့မှာတော့ကျွန်မလို့လို့ချင်း platform ကနေပြီးတော့ပေါ့နော် counseling corner နဲ့ပူးပေါင်းပြီးတော့စိတ်ကျန်းမာရေးစကားဝိုင်းလေးတစ်ခုတင်ဆက်ပေးဖို့ရှိပါတယ်ဒါကြောင့်မို့လို့ပေါ့နော်စိတ်ကျန်းမာရေးစကားဝိုင်းလေးအတွက် counseling corner ကဆရာမ Cherry P ကိုဖိတ်ခေါ်ထားပါတယ်ရှင်ဆရာမမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါကျွန်မ Cherish ပူပါ counseling corner က counselor trainer နဲ့ supervisor တယောက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကဲပါရှင်ဒီနေ့စကားဝိုင်းလေးမှာတော့ဗောနော်စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့နေရာမှာဗောနော်လူတိုင်းနေ့စဉ်လိုလိုကြုံတွေ့နေရတဲ့ stress နဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေတာပါရှင်ဟုတ်ကဲ့ပါရှင်လူတော်တော်များဗောနော်စိတ်ဖိစီးရဲဆိုလို့ရှိရင်ဗောနော်စိတ်ဖိစီးရဲဆိုစိတ်ညစ်တယ်လို့အဓိပ္ပာယ်ခွင့်ရရလို့လည်းရှိရဗောနော်စိတ်ဖိစီးရဲလို့တွေးလိုက်ပြီးဆိုရင်အရင်ကြီးကျယ်တဲ့ကိစ္စလို့သတ်မှတ်ကြရလို့ရှိတယ်ဗောနော်စိတ်ဖိစီးနေပြီဆိုရင်သူလုံးဝအဆင်မပြေတော့ဘူးအချိန်တွေကတော်တော်ကြီးကိုဆိုးတဲ့အချိန်တွေလို့မှတ်ယူကြရလည်းရှိတယ်ဗောနော်အဲ့ဒီသိချင်တဲ့ပထမဆုံးတစ်ခုသိချင်တာလေးကြဗောနော်စိတ်ဖိစီးရဲဆိုတာကမကောင်းတာလားဗောနော်စိတ်ဖိစီးမှာကောင်းတယ်ဆိုတဲ့အရာကရောရှိလာနိုင်လားအဲ့ဒါလေးသိချင်တာပါရှင်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှာစိတ်ဖိစီးမှုဆိုတဲ့စကားလုံးကအရင် popular ဖြစ်လာတယ်လူရဲ့ပါဇက်မှာရေးပန်းစားလာတယ်တချို့တွေကျတော့စိတ်ဖိစီးမှုများတယ်ဆိုတာကိုလည်းပဲသူတို့အတွက် excuse တစ်ခုအနေနဲ့ပြောတာတွေလည်းရှိတယ်တကယ်တမ်းစိတ်ဖိစီးလို့ပြောတာလည်းရှိတယ်အကျင့်ဖြစ်လို့ပြောတာလည်းရှိနိုင်တယ်နောက်တစ်ခုစိတ်ညစ်တယ်ပေါ့အဲ့တော့အရင်တုန်းကကြတော့လူတွေကစိတ်ညစ်တယ်ဆိုတာပြောတတ်ကြတယ်ဒီနောက်ပိုင်းမှာစိတ်ညစ်တယ်ဆိုတာလူကြီးတွေကပဲပြောပြီးတော့လူငယ်တွေပါဇက်မှာကြတော့စိတ်ဖိစီးမှုများတယ်ဆိုတဲ့အသုံးအနှုန်းလေးပို့သုံးလာတာကိုတွေ့ရတယ်ပေါ့အဲ့တော့သူတို့ညမှာတူလာလို့မေးမယ်ဆိုရင်တကယ်တမ်းကျတော့စိတ်ညစ်တယ်ဆိုတဲ့နောက်ွယ်မှာဘာရှိနိုင်လဲဆိုရင်သူ့မှာဖိစီးမှုတွေအမျိုးမျိုးရှိနိုင်တယ်အဲ့တော့ဖိစီးမှုဆိုတာကဘာကိုပြောချင်လဲဆိုတော့လူတစ်ယောက်မှာသူ့ရဲ့အစွမ်းတဲ့ပိုတဲ့စိန်ခေါ်မှုတွေတောင်းဆိုမှုတွေအယမ်းများလာပြီဆိုလို့ရှိရင်ကျမတို့တွေကဖိစီးမှုရှိတယ်လို့ပြောလို့ရပါတယ်အဲ့တော့ဖိစီးမှုရှိလာတဲ့အခါမှာဒါကလူသားတိုင်းမှာရှိလို့ရတယ်လူသားဖြစ်လာရင်ဖိစီးမှုကင်းတဲ့ဇုံတို့စိတ်ညစ်မှုလုံးဝမရှိတဲ့ free zone ဆိုတာလောကကြီးမှာမရှိနိုင်ဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေကလူသားတွေမို့လို့ဒါတွေကိုနေတတူကမှကြုံရမယ်ကြုံအောင်မယ်ဒါကအပြစ်မဟုတ်နေဘူးအဲ့တော့စိတ်ညစ်တယ်ဆိုတာကိုသိထားဖို့ကဖိစီးမှုရှိနေတယ်ဖိစီးမှုဆိုတာပါလေလူသားတစ်ယောက်ကသူ့မှာရှိတဲ့ limit တစ်ခုထက်ကြော်လွန်ပြီးတော့မှစိန်ခေါ်မှုတွေဖိအားတွေများလာပြီဆိုလို့ရှိရင်ဒီလူဟာစိတ်ညစ်တယ်ဆိုတဲ့စကားကိုပြောလာစေနိုင်ပါတယ်အဲ့တော့ဘာနဲ့တူလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ပကံထဲမှာကိုမစားနိုင်လောက်တဲ့ထမင်းဟင်းကြီးကိုပုံလာပေးလိုက်တဲ့အခါမှာလည်းပဲဒီပကံထဲကထမင်းနဲ့ဟင်းတွေကိုငါကုံအောင်ဘယ်လိုစားမလဲဆိုတဲ့အတွေးတွေကလည်းပဲလူရဲ့စိတ်ကိုဖိစီးမှုပေးတယ်အဲ့တော့သူဘာပြောလဲစိတ်ညစ်တယ်ဆိုတဲ့စကားကိုလည်းပြောလာစေနိုင်တယ်နောက်တစ်ခုကကြတော့စိတ်ဖိစီးမှုဆိုတဲ့နေရာမှာကောင်းခြင်းဆိုခြင်းရှိလားမရှိလားပေါ့နော်အဲ့တော့စိတ်ဖိစီးတယ်ဆိုတာကအခုနပြောသူလူသားတိုင်းမှာရှိလို့ရတဲ့အရာဖြစ်တဲ့အတွက်ကောင်းတယ်ဆိုတယ်ဆိုတာထက်စိတ်ဖိစီးတဲ့အကြောင်းကနှစ်မျိုးရှိတယ်အဲ့တော့ကျောင်းသူကျောင်းသားအနေနဲ့စာမွဲဖြေရတော့မယ်ဆိုလို့ရှိရင်သူ့မှာဖိစီးမှုရှိတယ်ဘာလို့ဆိုသူစာမွဲအတွက်စာကြည့်ရတော့မယ်အဲ့တော့ interview အလုပ်အတွက်သွားရမယ်လူတစ်ယောက်ကလည်းပဲဖိစီးမှုရှိတယ်ဒီ interview အောင်မလားဆိုတော့စိန်ခေါ်မှုသူ့မှာရှိတယ်အဲ့တော့နောက်ထပ်စီးပွားရေးလုပ်ငန်းလုပ်မဲ့လူတွေကိုယ့်ရဲ့ career အတွက်တော်၎င်းကိုယ့်ရဲ့နေ့တူဝအတွက်တော်၎င်းလူတိုင်းမှာဖိစီးမှုဆိုတာရှိလို့ရတယ်အဲ့တော့ဒီနေရာမှာ interest လို့ခေါ်တဲ့ဖိစီးမှုကို motivation ပေးတယ်ဆိုတဲ့ဖိစီးမှုရှိတယ်အဲ့ဒါကအခုနပြောသလိုစာမွဲဖြေရမယ်လူ interview သွားရမယ်လူစီးပွားရေးလုပ်နေတဲ့လူတွေကစိတ်ဖိစီးမှုတော့ရှိတယ်သူတို့ကစူးစမ်းတယ်ဒါကိုသူတို့သိတယ်သူတို့လိုချင်တဲ့ပန်းတိုင်ကိုသူတို့သိတယ်အဲ့တော့စူးစမ်းတယ်အဲ့တော့သူ့ဘဝမှာအောင်မြင်မှုဆိုတာရှိလာတယ်သူ့ဘဝမှာသူလိုချင်တဲ့ achievement တစ်ခုကိုသူရသွားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးနဲ့ရတဲ့ဖိစီးမှုတွေကို interest လို့ခေါ်တယ် motivation ပေးတဲ့ဖိစီးမှုလို့ပြောလို့ရတယ်နောက်တစ်ခု in the opposite မှာကြတော့ distress ဆိုတာရှိတယ်အဲ့ဒါကြတော့စိတ်ဒုက္ခဖြစ်တယ်စိတ်ပင်ပန်းတယ်ဆိုတဲ့ဟာမျိုးရှိလာနိုင်အဲ့ဒါကကြတော့လူတိုင်းမှာခုနပြောတဲ့ဖိစီးမှုတွေကိုသူ့အနေနဲ့မကင်တွယ်ဘူးလောက်ရမှန်းသိတယ်မလုံနေဘူးဒါနဲ့ပဲသူ့ရဲ့ deadline တွေကကြော်လာတယ်သူလောက်ရမယ့်အလုပ်တွေကတဖြည်းဖြည်းနဲ့ပုံလာတယ်ဒီလိုဖြစ်လာရာကနေ distress လို့ခေါ်တယ်အခုနက uterus လို့ခေါ်တဲ့ဖိစီးမှုရဲ့စန့်ကျင်ဘက်တစ်ခုကိုရောက်သွားတဲ့အခါမှာတော့လူရဲ့
ခန္ဓာလူရဲ့အတွေ့လူရဲ့အပြုတ်အမူတွေမှာဒီဖြစ်စည်းမှုတွေကလာပြီးတော့မှအကျိုးသက်ရောက်မှုရှိစေလာတယ်အဲ့တော့အဲ့ဒီ distress ဆိုတဲ့အဆင့်ကိုရောက်သွားပြီးစိတ်တောကရောက်နေပြီဆိုလို့ရှိရင်အဲ့ဒီလူကသူ့ရဲ့နေတတူဝါမှာလုပ်ငန်းကိုင်ငန်းမှာသူတွေးတဲ့အတွေးတွေမှာသူစားတဲ့အစားအသောက်တွေမှာထိခိုက်မှုရှိလာနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုတော့ပထမဆုံးအနေနဲ့ပြောပြချင်ပါတယ်လို့ ဟုတ်ကျေးဇူးပါဆရာမရှင်ပြီးတော့နောက်တစ်ခုသိချင်တဲ့အကြောင်းအရာလေးကြားတာပေါ့နော်ဟိုဘလို့အရာတွေကစိတ်ဖိစီးမှုဖြစ်စေနိုင်လဲပေါ့နော်ဟိုများသောအားဖြင့်တော့တရားတောင်းနေလဲစိတ်ဖိစီးမှုဖြစ်တဲ့ပုံစံချင်းလဲတူမယ်မထင်ဘူးပေါ့နော်စိတ်ဖိစီးတယ်လို့တိုင်းတာတဲ့ဟိုဟာတိုင်းတာချက်ချင်းလဲတူမယ်မထင်ဘူးပေါ့နော်ဒီမှာအဲ့လိုလေးတွေကြတော့ဘလို့သတ်မှတ်လို့ရလဲပေါ့နော် ကဲပါအဲ့တော့ဘယ်လိုအကြောင်းတရားတွေကလူတွေကိုစိတ်ဖိစီးစေတယ်လဲနှစ်ခုရှိတယ် external internal အပြင်ကလာတာရှိသလိုအတွင်းကလာတာရှိတယ်အပြင်ကလာတဲ့အကြောင်းတရားတွေကနေတတူဝမှာကိုယ့်ရဲ့တိုလီမုတ်ဆလေးတွေ okay ဥပမာအိမ်တဲ့အိမ်မှာရန်ကုန်မြို့ထဲမှာဆိုရင်အိမ်သားရေချိုးခန်းတစ်ခုပဲရှိတယ်ဒါပေမဲ့အဲ့ဒီအိမ်မှာမိသားစုရမ်းများတယ်မနက်မိုးလင်းလို့ရှိရင်ဒီမိသားစုမှာ3ယောက်ကရုံးတက်ရတော့မယ်ရေချိုးခန်းအိမ်သားတန်းစီရပြီโอเคအဲ့တော့ဒီလိုအသေးမွားကိစ္စလေးတွေကလည်းပဲလူတွေကိုဖြစ်စီမှုဖြစ်စေနိုင်တယ်နောက်တစ်ခုအပြင်ထွက်လာတယ်မီ point traffic မှာကားတွေကအရန် jump ဖြစ်နေတယ်ဒါတွေကလည်းပဲလူကိုဖြစ်စီမှုပေးစေတယ်နောက်တစ်ခုကကြောင့်အင်ရှင်မတွေမနဲ့ဈေးသွားရတယ်အဲ့တော့သူ့မှာဒီဈေးပဲနေတိုင်းသွားရတယ်အဲ့တော့တနေ့ဘာဝယ်ရမှန်းမသိဘူးအဖေကတစ်မျိုးသားသမီးကတစ်မျိုးစားချင်တာမတူနေဘူးဒီလိုခါကြလို့ရှင်လေအိမ်ရှင်မအတွက်ကဟဲ့စိတ်ညစ်လိုက်တာဘာဝယ်ရမှန်းမသိဘူးအဲ့တော့သူ့အတွက်ကဖြစ်စီမှုဖြစ်စေနိုင်တဲ့အကြောင်းလေးတွေတသေးလေးလို့ထင်ရပေမဲ့ဒါတွေကအပြင်ကနေလူတွေကိုဖြစ်စီမှုပေးစေတဲ့အကြောင်းတရားနောက်တစ်ခုစိတ်ဖြစ်စီမှုဆိုတဲ့နေရာမှာမင်္ဂလာဆောင်တော့မဲ့သူတို့သမီးချစ်တဲ့လူနဲ့ရှင်တွဲပြီးတော့ဟုတ်တယ်နော်လူတွေရှေ့မှာမင်္ဂလာဆောင်ရမဲ့လူကိုကျမတို့တွေကအယမ်းပျော်တယ်ဆိုပြီးတော့မှပဲအပေါ်ယံနဲ့တွေးမိကြတယ်ဒါမဲ့တကယ်တမ်းကျတော့အဲ့ဒီပျော်တဲ့လူမှလည်းပဲပျော်တဲ့အလျောက်သူ့မှာဖြစ်စီမှုရှိနိုင်တယ်ဘာတွေဖြစ်နိုင်လဲဓပုံထွက်ကောင်းပါမလားဟုတ်တယ်နော်ပြီးလို့ရှိရင်ငါအဝတ်စားငါနဲ့တကယ်တင့်တော်ရဲ့လားငါတို့ဒီနေ့မင်္ဂလာဆောင်မှာလူတွေလာကြရဲ့လားငါတို့ဖိတ်ထားတဲ့လူတွေမေ့သွားတာမျိုးရှိသွားမလားအစားအသောက်ရောအဆင်ပြေရဲ့လားဟုတ်တယ်မလားဒါတွေကစမင်္ဂလာဆောင်မဲ့သူတို့သမီးမှလည်းပဲပျော်ရတဲ့အလျောက်စိတ်ဖိစီးမှုဆိုတာရှိနေနိုင်တယ်အဲ့လိုပဲနောက်တစ်ခုဘဝမှာကြီးမားတဲ့ live event အကြီးတွေကိုကြုံတွေ့ရတယ်ဥပမာခုနပြောတဲ့အပြူလေးဘဝကနေလူပြူဘဝကနေအိမ်ထောင်တဲ့ဘဝရောက်တော့မဲ့အပြောင်းလဲတွေလို့ခေါ်တဲ့ transition ပေါ့နော်အဲ့တော့သူတို့သမီးကလည်းလူပြူအပြူဘဝကနေအိမ်ထောင်တဲ့ဘဝရောက်တော့မယ်အဲ့တော့သူတို့မှလည်းပဲဖိစီးမှုဆိုတာရှိနိုင်တယ်အဲ့လိုပဲမိခင်လောင်ဖြစ်မဲ့ကိုဝင်ဆောင်မိခင်တယောက်ကလည်းပဲသူ့ရဲ့တဦးကိုလွယ်ရတဲ့အချိန်မှာစိတ်ဖိစီးမှုရှိနိုင်တယ်။ဘာဖြစ်လို့လဲသူ့ရဲ့ဘဝမှာအပြောင်းလဲရှိသွားမှာဖြစ်တယ်။အဲ့လိုပဲအသက်ကြီးလာလို့ပင်စင်ယူရတဲ့အချိန်တွေမှာအဖေတွေအမေတွေအသက်60ပင်စင်တို့ဒီလိုအချိန်တွေမှာသူတို့တွေလည်းပဲယုံတက်နေတဲ့ဘဝကနေယုံဆိုတဲ့သွားเสียနေရာမရှိဘဲနဲ့အိမ်မာကြီးပဲနေရမယ်အပြောင်းလဲတွေယုံမှာဆရာလို့အခေါ်ခံရတဲ့ဝန်ထမ်းတစ်ယောက်ကအိမ်ရောက်တဲ့အခါမှာဒီလိုအခေါ်တွေ तू မကြုံရတော့ဘူးဆိုတော့ဘဝရဲ့ transition လေးတွေနောက်တစ်ခုကကြတော့ဆယ်ကျော်သက်တွေမှာသူတို့မှာဆယ်ကျော်သက်ဝင်လိုက်တဲ့အချိန်မှာကြုံရတဲ့ live transition ရှိတယ်ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းယောက်ျားလေးတွေလျောက်မို့လို့သူတို့ရဲ့ခန္ဓာကိုယ်မှာသွေးသားမှာသမီးမိန်းကလေးတွေဆိုလို့ရှိရင်လည်းပဲသမီးမိန်းကလေးတွေအလျောက်ပြောင်းလဲလာတဲ့သူတို့ရဲ့ခန္ဓာကိုယ်ရဲ့အပြောင်းလဲတိုင်းမှာဆယ်ကျော်သက်အရွယ်မှာလည်းဖြစ်စည်းမှုတွေဆိုတာရှိလို့ရတယ်အဲ့တော့ကျမတို့တွေသတိမထားမိတဲ့ live transition တွေအဲ့တော့ဘယ်လိုချိန်တွေမှာရှိနိုင်သေးလဲအိမ်ပြောင်းတာတို့အလုပ်ပြောင်းတာတို့နိုင်ငံပြောင်းတာတို့ဒါတွေက external လို့ခေါ်တဲ့အပြင်ကနေလာတဲ့ဖြစ်စည်းမှုနောက်တစ်ခုရာသီဥတုပူတယ်အေးတယ်မိုးရွာတယ်ဒါတွေကလည်းပဲကိုကထိန်းချုပ်လို့မရတဲ့ external ကနေလာတဲ့ဖြစ်စည်းမှုတွေရှိနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုနောက်တစ်ခုကကြတော့အခန်းကျင်းတာတို့
စုညံတာတို့ပြီးရင်အယမ်းလင်းတာတို့အယမ်းမှောင်တာတို့ဒါတွေအားလုံးကလည်းပဲ external လို့ခေါ်တဲ့အပြင်ကလာတဲ့ဖြစ်စည်းမှုဖြစ်စေတဲ့အကြောင်းတရားတွေနောက်ဒုတိယ internal လို့ခေါ်တဲ့အတွင်းကနေလာတာအတွင်းကနေလာတာကြတော့လူတွေမှာကိုကရွေးတဲ့ lifestyle တွေရှိတယ်ကိုက coffee တွေအများကြီးတောက်လို့ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ lifestyle မှာကိုကအရန်ကို workaholic ဖြစ်လို့အလုပ်တွေအရန်စူးစမ်းတယ်နောက်တစ်ခုကအာနာတက်လို့လူတွေကို no မပြောရဲဘူးအကုန်လုံးသူများပြောသမျှဟုတ်ကဲ့ပြောတတ်တဲ့ကိုယ့်ရဲ့ဒီ personality ကနေဖြစ်လာတဲ့ internal ကသူ့ရဲ့ lifestyle သူ့ရဲ့ choice of word သူ့ရဲ့အလုံးမှာထားတဲ့စီးတွေနောက်တစ်ခုကကြတော့သူ့ရဲ့တွေးပေါ်ခေါ်ပုံတွေသူဘယ်လိုတွေးတတ်တယ်လဲအရာအားလုံးပေါ်မှာသူတွေးတဲ့ပုံစံတွေကအကောင်းနဲ့တွေးတတ်တဲ့လူလားဒါမှမဟုတ်လို့ရှင်အဆိုးလားသူဘဝမှာကျေးဇူးတင်စရာတွေကိုသူ့အနေနဲ့count လုပ်တတ်တဲ့လူဟုတ်သလားမဟုတ်ဘူးလားဆိုတော့သူ့ရဲ့ internal အတွင်းကနေလာတဲ့သူ့ရဲ့တွေးခေါ်ပုံနဲ့နေပုံထိုင်ပုံစားပုံနေသူ့ရဲ့ control ထဲမှာရှိတဲ့အရာတွေကလည်းပဲလူတွေကိုစိတ်ဖိစီးမှုပေးစေနိုင်တဲ့အကြောင်းတရားတွေဖြစ်တယ်လို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါဟုတ်တယ်နော်လူတွေကမှသူတို့ဘယ်လိုတွေးလဲဆိုတာချွတ်ကြတယ် positive mindset နဲ့တွေးလိုက်တဲ့လူတွေရှိတယ်နော်အချွတ်ကြတယ်ဖြစ်တဲ့ဥမာ coffee မှောက်တာပဲကျင်းတူတူတောင်းပါပဲအော်အဆင်ပြေတယ်ဘာမှမဖြစ်ပါဘူးလို့တွေးလို့ရှိတယ်ဟုတ်တနေ့ကုန်ကန်ဆိုးရမယ်လို့တွေးတဲ့လူလည်းရှိတယ်နော်အဲ့ဒီဟာတွေကနေပဲလိုက်ပြီးတော့စိတ်ဖိစီးမှုတိုင်းတာတွေကကွာသွားကြတာဖြစ်မှာ မှန်တာပေါ့ ဟုတ်ကဲ့ပါရှင်ကျေးဇူးပါဆရာမဟုတ်